အမေရိကန်နဲ့အစ္စရေးနဲ့အီရန်ရဲ့စစ်ပွဲဟာကျွန်တော်တို့တကဘာလုံးထိခိုက်တယ်နော်အဲ့ဒီထဲမှာတာမန်လူဒန်းစားဆိုတဲ့ကျွန်တော်တို့တွေလည်းထိခိုက်တယ်ပေါ့နော်အခုဆိုရင်အလုပ်တွေလည်းရှားလာတယ်အလုပ်ရဖို့ဆိုတာလည်းအင်မတန်မှခက်ခဲတယ်နော်ဘာဖြစ်ဆိုတော့ဒီအလုပ်ကုမ္ပဏီတွေအလုပ်ရုံတိုင်းတွေမှာလက်ပတ်မှုကဘယ်မှာမူတည်တော့ဒီရေနံမှာမူတည်ပေါ့ဘာဖြစ်ဆိုတော့အလုပ်ရုံတိုင်းလူကစက်ကရိယာနဲ့တုံးရတဲ့အတွက်ကြောင့်မို့ဒီရေနံတွေမရှိရင်အလုပ်ဆက်သွားလို့မရဘူးအလုပ်ဆက်သွားလို့မရကျွန်တော်တို့မျိုးတာမန်လူတွေအလုပ်တွေလည်းရှားလာတယ်အလုပ်ရှားတဲ့ခါကျရင်ကျွန်တော်တို့လည်းစာအုပ်နေလည်းထိခိုက်တော့တာမန်လူဒန်းစားတွေဒီပတ်စံရှိတဲ့တသေးတွေအတွက်ကြတော့တိတ်ပြီးတော့မထိခိုက်ဘူးနော်ကျွန်တော်တို့မျိုးတာမန်လူဒန်းစားတွေကကဘာမှာများတဲ့အတွက်ကြောင့်မလို့တော့အထိခိုက်များတယ်ပေါ့နော်ဒီစစ်ပွဲကဘာကြောင့်ဖြစ်ရလဲဆိုတော့ပေါ့နော်စစ်ပွဲအစအနေကျွန်တော်ကြားရတဲ့သတင်းကိုကျွန်တော်လာပြောပြပါတော့ဒီနျူကလ িয়ার အကြောင်းဆိုပြီးတော့ပြောတော့ပေါ့ဒီအမေရိကန်နဲ့အစ္စရေးရဲ့အမေရိကန်နဲ့အစ္စရေးကအီရန်ပြောတော့ပေါ့နော်အီရန်ကနျူကလ িয়ার လက်နက်တွေထုတ်မလို့လောက်တာကိုအဲ့ဒါကိုတားမြစ်တယ်ပေါ့အမေရိကန်ကတားမြစ်တယ်ပြီးတော့ဒီနျူကလ িয়ার လက်နက်ကိုမပိုင်ဆိုင်စေချင်ဘူးအီရန်တကယ်လို့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ခဲ့မယ်ဆိုရင်တော့ဒီအကြမ်းဖက်တတ်တယ်ဆိုပြီးတော့ပြောတော့ပေါ့နော်အဲ့လိုမျိုးအကြမ်းဖက်တတ်တယ်ဆိုတာကအမျိုးရှိတယ်ပေါ့နော်ဒီအီရန်ဒီနျူကလ িয়ার နဲ့ပတ်သက်တာကိုအီရန်ဘက်ကပြောတာတော့ပေါ့နော်ဒီနျူကလ িয়ার စက်ရုံကိုထွင်တယ်နျူကလ িয়ার တွေလက်နက်တွေထွင်တာမဟုတ်ဘူးပေါ့နော်ဒီနျူကလ িয়ার စွမ်းအင်ဒီနျူကလ িয়ার လက်စစ်စွမ်းအင်ကိုထုတ်သုံးဖို့အတွက်သူတို့ဒီနျူကလ িয়ার ကိုလုံနေတယ်လို့ပြောတော့အမေရိကန်ပြောလိုက်တော့အမေရိကန်ကအဲ့ဒါတွေကိုမယုံပေါ့နော်မယုံတဲ့ခါကျတော့အမေရိကန်အရင်ဦးဆုံးပြောလိုက်တာကတော့ခင်ဗျားတို့တကယ်လို့ဒါဒီလက်စစ်စွမ်းရဖို့အတွက်နျူကလ িয়ার ကိုအသုံးပြုတယ်နျူကလ িয়ার ကိုလောက်ရတယ်ဆိုရင်ပေါ့နော်ဒီကျုပ်လူကိုကျုပ်ရဲ့ဒီတိတ်ပတ်မြတ်ရှင်တွေခေါ်ပြီးတော့စစ်မယ်ရလားဆိုပြီးတော့ပြောတော့ပေါ့နော်အဲ့ဒါအီရန်လက်မခံပေါ့နော်အမေရိကန်ရဲ့တိတ်ပတ်မြတ်ရှင်တွေဝင်ပြီးတော့တကြည့်မယ်တစစ်မယ်ဟုတ်မဟုတ်ပေါ့နော်အဲ့ဒါကိုအီရန်လက်မခံဘူးလက်မခံတဲ့အတွက်ကြောင့်မို့ဒါအမေရိကန်ကထင်တော့ပေါ့ဒါနျူကလ িয়ার လက်နက်ကိုထွင်တယ်ကြီးဆိုပြီးတော့အဲ့လိုမျိုးဒါပေမဲ့ဒီ2025တုန်းကပေါ့နော်တစ်ခေါက်ဒီ B2 တိုက်လျင်နဲ့ဒီမြေအောက်စခန်းဒီမြေအောက်ကဒီနျူကလ িয়ার စက်ရုံစခန်းကိုB2 တိုက်လျင်တိုက်တုံးကြီးနဲ့ဒီပြစ်ချရတယ်မှာနှလုံး3လုံး4လုံးစက်တိုက်တယ်မသိဘူးအဲ့ဒါမှအပေါက်ကျွန်းထားတဲ့နေရာရှိတယ်အဲ့ဒီနေရာကဘာနေရာဆိုတော့ဒီနျူကလ িয়ার လက်နက်တွေထွင်မဲ့နေရာဆိုပြီးတော့အမေရိကန်ကပြောတော့ဗောနော်အဲ့ဒါကြောင့်မို့ဒါပေမဲ့အမေရိကန်မတိုက်ခိုက်ခင်မှာအမေရိကန်ကကြိုပြောထားတော့လာမယ့်နောက်တစ်ပတ်နှစ်ပတ်လို့ပြောတော့ဗောနော်ဒါပေမဲ့ရက်ပိုင်းလေးမှာပဲဒီဒေါ်နယ်ထရန့်ကတော့အမိတ်ပေးတယ်ဗောနော်ဒီနျူကလ িয়ার စက်ရုံကိုအီရန်နျူကလ িয়ার စက်ရုံကိုသွားချေမုံဖို့အတွက် B2 တိုက်လျင်ကို3စင်းလား2စင်းလားမသိလွတ်သွားပြီးတော့အဲ့ဒီမှာချေမုံတဲ့ဗီဒီယိုတော့ရှိတယ်နော်အင်တာနက်ပေါ်မှာပြန်နေနေတာပဲအဲ့ဒီချိန်တော့ဆိုရင်2025ဗောနော်2025မှာအဲ့လိုမျိုးချီမုံတယ်ဒါပေမဲ့မတိုက်ခိုက်သေးဘူးတော့မတိုက်ကြသေးဘူးနောက်ပြီးတော့ဘယ်အနေဘယ်လိုအရင်စတိုက်လဲဆိုတော့ဒီ2026လဲဝင်ရောအစ္စရေးနဲ့အမေရိကန်နဲ့တိုင်ပြင်ပြီးတော့အီရန်ကိုစစ်ခင်းမယ်ဆိုတော့တိုင်ပြင်ဆွေးနွေးကြတာပေါ့နော်တိုင်ပြင်ဆွေးနွေးတဲ့အချိန်တုန်းကဆိုရင်တော့ဒီအမေရိကန်ဘက်ကဒီလေရင်တင်တဲ့တင်ဘောတွေအများကြီးအီရန်ရဲ့ကမ်းခြေမှာပတ်လက်ရှိတယ်ပေါ့နော်တဲလာတယ်ပြီးတော့လည်းဒီတိုက်လေရင်တွေရောပေါ့နော်အဲ့ဒီကနေအရင်ဦးဆုံးဒီစစ်တင်ဘောတွေအရင်ခင်းပြီးမှပေါ့နော်နောက်မတိုက်သေးဘူးအရင်ဆုံးဆွေးနွေးပြီးစကားပြောကြတော့နောက်တော့ဒေါ်နယ်ထရန့်ကဘာစစ်ကူပေါ့မသိအမိတ်ပြီးတော့အီရန်စစ်ခင်းသွားတော့မှအီရန်ကမကြောက်အီရန်ကပြောတော့ခင်ဗျားလို့ရင်ခင်ဗျားလို့ရင်ကျုပ်ကပြန်တုံးပြန်မယ်ကျုပ်ကမကြောက်ဘူးကျုပ်တို့ကဟိုပါဆိုပြီးတော့အီရန်ကပြောတော့အီရန်ကပြောရတော့ဘာဖြစ်လို့ပြောရဲဆိုတော့အီရန်မှာဒီလက်နက်တွေသူ့ရဲ့အီရန်ရဲ့နိုင်ငံထဲမှာနေရာပေါင်းစုံပေါ့နော်လက်နက်ထွင်တဲ့စက်ရုံတွေများတော့ဒီမြေအောက်ခန်းလက်နက်ထွင်တဲ့စက်ရုံတွေ drone တွေတိုက်တုံးကြီးတွေထွင်တယ်ပေါ့နော်ဒီတိုက်တုံးကြီးဆိုရင်တော့ပေါ့နော်ဒီတလအတွင်းကိုအလုံးပေါင်း100လောက်တော့ထွင်နိုင်တယ်ခင်ဗျားတို့စဉ်းစားကြည့်ပေါ့နော်အလုံးပေါင်း100လောက်ထွင်နိုင်အဲ့လောက်ထိစွမ်းအင်တွေရှိတယ်အဲ့လောက်ထိတည်းမှစွမ်းစားရှိတယ်ဆိုတော့အီရန်အဲ့ကြောင့်မို့အီရန်ကအမေရိကန်ကိုမကြောက်ဘဲနဲ့ပြန်ပြောရဲတယ်ပေါ့နော်အဲ့ဒီအနေစပြီးတော့အမေရိကန်ကဒီ2026မှာကနေအီရန်ကိုတိုက်သွားတော့အမေရိကန်တနိုင်ငံထဲလာဆိုတော့မဟုတ်ဘူးနော်ဒီအစ္စရေးနဲ့အမေရိကန်နဲ့ဒီအီရန်အရင်တိုက်သွားတယ်တိုက်တဲ့ခါကျတော့အီရန်ကပြန်တော့ဒုံးကြီးတွေ drone တွေအများကြီးလွန့်ထွက်တာပေါ့နော်ဒီအမေရိကန်တပ်စခန်းအထိနာတဲ့စခန်းတွေလည်းထိနာတယ်ဒီပြည်သူလူထုလည်းထိနာတယ်လူလည်းထိနာတယ်ပေါ့နော်အဲ့ဒါတွေထိလို့ပြီးမှဒီနောက်ပိုင်းမှာဒီတကဘာလုံးတွာလာနေတဲ့အဲ့ဒီလမ်းကြောင်းဟော်မိုလမ်းကြောင်းကနေအရင်စပြီးတော့အီရန်ကပိတ်သွားတော့မှာပိတ်လိုက်တဲ့ခါကျတော့အဲ့ဒီဟော်မိုလမ်းကြောင်းကနေပဲဒီရေနံတွေတင်သွင်းတယ်ဒီကုန်တွေပစ္စည်းတွေလည်းလေနဲ့တင်သွင်းတယ်အဲ့ဒီလမ်းကြောင်းပဲအတော်များများသွားတော့မှာသူတို့ပြောတော့40ရာခိုင်နှုန်း30ရာခိုင်နှုန်းဒီကဘာမှာအဲ့ဒီလမ်းကိုသွားရတာပေါ့နော်အဲ့ဒီဟော်မိုလမ်းကြောင်းကတအားကြီးကျင်းတယ်ပေါ့နော်နိုင်ငံကတ်တွယ်တယ်နိုင်ငံကတ်တွယ်ပြီးမှလည်းအီရန်နိုင်ငံဘက်ကပဲခြံပဲသွားရတာလွယ်ကူတဲ့အတွက်ကြောင့်မို့အဲ့ဒီလမ်းကြောင်းကနေပဲအသွားလာများတော့ဒီလေတင်ဘောတွေပေါ့နော်ဒီရေနံတင်ဘောတွေပေါ့နော်အဲ့ဒီတွားများတဲ့နေရာကိုအီရန်ကထိန်းချုပ်လိုက်တဲ့အတွက်ကြောင့်မလို့ဘယ်လေတင်ဘောတစ်စင်းမှတွားမယ်ပေါ့နော်တွားလို့ဆိုရင်တော့အီရန်ကတုတ်ဝင်လို့ပြောတော့ပေါ့နော်အရင်ပြောတော့ပေါ့နော်ပြောတဲ့ခါကျတော့ဘယ်လီမှမတော်ဒါပေမဲ့ဟိုတလောတော့ဆိုရင်တော့ထိုင်း
ကုန်တင်လေသင်းဖြတ်သွားတာမိုင်းရေအောက်မိုင်းထိသွားတော့ပေါ့ထိပြီးတော့အပြက်စီးရှိသွားပေါ့အဲ့ဒီမှာတရင်တစ်ခေါက်ထွက်တယ်ပေါ့နော်အားကြောင့်ဒီအချိန်ဆိုရင်တော့အဲ့ဒီလမ်းကြောင်းလူတိုင်းဖွင့်စေချင်တယ်ပေါ့နော်လူတိုင်းဖွင့်စေချင်တယ်ဒါပေမဲ့အီရန်ကမဖွင့်ပေးဘူးဒါပေမဲ့အမေရိကန်ကတော့ဒီနေသူအဖွဲ့နိုင်ငံကိုသူအကူအညီတောင်းမှုတော့ပေါ့နော်ဒီအင်္ဂလိပ်ရောနေသာလန်ရောဂျပန်ရောပေါ့နော်ကိုရီးယားရောအကူအညီတောင်းတော့ပေါ့နော်စစ်တင်ပေါ်နဲ့လာပြီးတော့ကာကွယ်ပစ်ပေးပါပေါ့နော်ဒီဟော်မုန်းလမ်းကြောင်းကိုအဲ့ဒီလေတွေကိုတွာလာလို့ရအောင်ဒီအင်္ဂလိပ်တို့ဂျပန်တို့ကိုရီးယားတို့မှာဒီရှိတဲ့နိုင်ငံသူအကူအညီတောင်းတော့ပေါ့နော်လာကာကွယ်ပစ်ပေးဖို့နော်ဝိုင်းကာကွယ်ပစ်ပေးဖို့ဒီလေဒီကောင်းကောင်းတွာလို့ရအောင်ဆိုပြီးတော့အကူအညီတောင်းတော့ကိုဘယ်နိုင်ငံမှမတုံ့ပြန်ဘူးဘာမှမတော့ဒါပေမဲ့မကူညီဘူးပေါ့နော်မကူညီဘူးတော့မပြောဒါပေမဲ့မတုံ့ပြန်ဘူးဒါပေမဲ့မရှုပ်ချင်ဘူးလို့ပဲပြောတော့ပေါ့နော်အားကြောင့်မို့အဲ့ဒီကနေစပြီးတော့ကျွန်တော်တို့လူမျိုးတမန်လူတန်းစားတွေလည်းဒုက္ခတွေအများကြီးရောက်တော့မှာအခုစီတွေပြက်တဲ့တွာလာခက်ခဲတဲ့ဒီကုမ္ပဏီတွေကလည်းစီကိုအသုံးပြုပြီးတော့မှအလုပ်လုပ်ရတဲ့အတွက်ကြောင့်မို့ပေါ့နော်ဒီဆက်ကုမ္ပဏီတွေပေါ့နော်အားကြောင့်မို့အလုပ်အတော်များကိုနားတဲ့လူလည်းနားတဝက်တစ်ဖြုတ်တွေလူလည်းဖြုတ်ကျွန်တော်ဆိုရင်တော့ပို့ပြီးတော့အထိနာဒုက္ခဖြစ်တယ်ပေါ့နော်ကျွန်တော်ဆိုရင်ဘာဖြစ်လဲဆိုတော့ကျွန်တော်စီဆိုင်လုပ်တဲ့အတွက်ကြောင့်မို့စီအခုစီမရှိဘူးကျွန်တော်တဝက်နားရတဲ့စီခါကျရင်တရက်နားခိုင်းတယ်အဲ့လိုမျိုးအားကြောင့်ကျွန်တော်လည်းစိတ်ညစ်လာပြီးအခုကျွန်တော်ထိုင်းနိုင်ငံမှာနေတယ်ပေါ့နော်အားကြောင့်မို့အလုပ်လေးပါလေးကောင်းကောင်းရှိရင်ကျွန်တော်ခေါ်လိုက်ရတာပေါ့နော်ကျွန်တော်ကျေးဇူးမမေ့ပါဘူးဘာဖြစ်လဲဆိုတော့ကျွန်တော်ခေါ်ရင်ကျွန်တော်ကတော့ထိုင်းစကားပြောတတ်တယ်ထိုင်းစာလည်းဖတ်တတ်တယ်ပေါ့နော်တကယ်လို့အလုပ်ကောင်းရှိမှဆိုရင်ကျွန်တော်ခေါ်လိုက်ရတယ်ခေါ်ရင်ကျွန်တော်ကျေးဇူးမမေ့ပါဘူးကျွန်တော်ကျေးဇူးအများကြီးတင်တယ်ပေါ့နော်အားလုံးကိုကြည့်ရှုပေးတဲ့အတွက်ဒီဗီဒီယိုကို